ပေါ့နော်အဲ့ဒါဆိုရင် inventory app ကိုသွားလိုက်မယ် configuration က warehouse ပေါ့နော်ဒါလုပ်ငန်းမှာ warehouse တစ်ခုစောက်ချင်တယ်ပေါ့ system auto default တစ်ခုပါနေလိမ့်မယ်ပေါ့နော်အဲ့တော့ new ခေါ်လိုက်မယ်ဒါပေါ့နော် warehouse 3ပေါ့ warehouse 3အဲ့ဆိုကျွန်တော်ဟုတ်ပြီဒီ shop name လေးပေးမယ်ပေါ့နော် wh3 ပေါ့အဲ့ဒါပဲကျွန်တော်စေလိုက်မယ်အဲ့ဒါဆိုရင်ကျွန်တော် warehouse လေးတစ်ခုဒါစောက်လုပ်ပြီးသွားလိမ့်မယ်ပေါ့နော်ဒါဆို warehouse တစ်ခုစောက်လုပ်ပြီးသွားတယ် warehouse တစ်ခုစောက်လိုက်ပြီဆိုတာနဲ့သက်ဆိုင်ရာ operation တိုက်တယ်ပေါ့နော်ဒီမှာ down arrow လေးနဲ့ group by warehouse ဆိုပြီးစူးလိုက် warehouse တစ်ခုချင်းစီမှာ receipt ထားပါ transfer စသည်ဖြင့်ဒီလို operation တိုက်လေးတွေ system auto generate လုပ်ပေးလိမ့်မယ်ဒါတွေတော့အထူးတလေကျွန်တော်ထပ်ပြီးလုပ်ဆက်အောင်ပေါ့နော်ဒါဆိုရင်ကျွန်တော် warehouse လေးစောက်လုပ်ပြီးသွားပြီအဲ့တော့ကျွန်တော် location တွေစောက်ချင်တယ်ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ location ကိုစောက်လို့ရမယ်အဲ့ warehouse ဆိုတာကတော့ဒါကျွန်တော်တို့တွေကဒါ apartment ကြီးပေါ့နော်ဒါ building တစ်ခုလုံးကိုရည်ညွှန်းတယ် location ဆိုတော့အဲ့အဆောက်အဦထဲမှာရှိတဲ့ဒီအကန်လိုက်လေးတွေရှိတဲ့ထားပါတော့เนาะကျွန်တော်တို့အခန်းတစ်ခန်းတော့၎င်းအလွှာတစ်ခုတော့၎င်းပေါ့နော်ဒီလိုပုံစံမျိုးကိုကျွန်တော် location စောက်တယ်လို့ခေါ်တယ်အဲ့တော့ကျွန်တော် new ခေါ်လိုက်မယ်အဲ့ထားပါတော့ shft chef a ပေါ့နော်ကျွန်တော်ကဘယ်ထဲမှာထည့်မလဲဆိုတော့ wh3 ပေါ့နော်wh3 ငွေဆောင် store ထဲမှာထည့်ပေးရမယ်เนาะသူတွေ internet location တိုက်ထွက်တယ်เนาะဒါဒီကောင်ကိုပဲထားလိုက်မယ်ကျွန်တော်တို့ကဒီကောင်ကိုစေးလိုက်မယ်ဒါဆိုလို့ရှိရင်ဒါကျွန်တော် location စောက်လိုက်တဲ့သဘောပေါ့เนาะဒါဆိုဒါ warehouse 3ထဲမှာ chef a ဆိုတဲ့ဒါကျွန်တော် location ခွဲလေးတစ်ခုကိုကျွန်တော်ထပ်စောက်လိုက်တယ်เนาะဒီလိုပုံစံထွက်လိုက်မယ်ဒါကြတော့မိမိလုပ်ငန်းလိုအပ်ချက်ရကျွန်တော်ထပ်တိုးပြီးတော့ဒီစောက်လို့ရမယ်အဲ့ဒါပြင် category เนาะcategory ကတော့ကျွန်တော်တို့ဒါပါခဲ့ပြီးသားပေါ့เนาะ raw ဆိုရင်လည်း raw ဒါ account ဒီနဲ့ဒါကျွန်တော် inventory နဲ့ကိုချိတ်ဆက်ပေးမယ်ဒါပေါင်းကူထားပေါ့เนาะဒီကောင်ကတော့အရေးကြီးတဲ့ကဏ္ဍထဲမှာပါတယ်ဟုတ်ပြီနောက်တစ်ခုကပါလေကျွန်တော် unit and packaging ပေါ့เนาะ unit and packaging ဒါတွေကဒါ multi unit တော့ mesh သုံးဖို့လိုတဲ့ခါတော့မှာဒီကောင်တွေကိုကျွန်တော်တို့သုံးရတယ်ပေါ့နော်ဒါပေါ်ဒီမှာဆိုရင်ဒါကျွန်တော်တို့ဒါ background set ပေါ့နော် set ရှိလိုက်မယ်သူကဘာကိုအခြေခံထားလဲဆိုတာ PCS ကိုဒါအခြေခံထားတယ်ပေါ့နော်အဲကျွန်တော်လည်းထောင်းရတူလေးနဲ့ group by reference unit ဆိုတာကိုကျွန်တော်ကြည့်လိုက်ဒါဆိုဒါစဉ်ရှိတယ်နော်ဒါစဉ်ပေါ့နော်ဒါစဉ်မှာဆိုလို့ရှိရင်လည်းသူကဘာလဲဆိုတော့ဒါစဉ်ပေးလိုက်တဲ့12ခုပါတယ်သူရဲ့ reference သူကဘာကိုယူထားလဲဆို PCS ကိုဒါကျွန်တော်အခြေခံထားတယ်နော်ဒီလိုပုံစံလေးထွက်လိုက်အဲ့တော့မှထားပါကျွန်တော်25ခုပါတယ်တက်ကတ်တုံးပေါ့ဒါပါ CDN in ထားပါ25ပေါ့နော်25ခုပါတယ်အဲ့ကတ်တုံးတစ်ခုမှာအဲ့ဒါဆိုကျွန်တော်ဒီမှာ25ထားလိုက်မယ်အဲ့ဒီကောင်ကိုကျွန်တော်ဘာထားဘာအခြေခံလဲ PC ရဲ့အတောင်းဝင် unit ကိုကျွန်တော်အခြေခံမယ်ပေါ့နော်ဒီလိုပုံစံထွက်လိုက်မယ်စေးလိုက်မယ်နော်ဒါကကျွန်တော်တို့ multi unit တော့ mesh ရသုံးဖို့လိုတဲ့အခါမှာဒါ unit တော့ mesh တွေကိုဒီလိုပုံစံတိဆောက်လို့ရတယ်ပေါ့နော်ဟုတ်ပြီကျွန်တော်ဒါတွေတိဆောက်တယ်ပေါ့နော်အဲ့တိဆောက်တယ်တိဆောက်ပြီးတော့ကျွန်တော်ဘာတွေထပ်ပြီးတိဆောက်မလဲတော့ product တိဆောက်မယ်ပေါ့နော်ဒါ product ပြီးတော့ဒါကျွန်တော် new ခေါ်လိုက်မယ်ထားပါတော့ RAW raw ပေါ့နော်raw 1ပေါ့သူဒီကျွန်တော်တို့ကဒါ ground ကောက်ဖို့လိုတယ် ghost ထွက်တယ် ground ကောက်ဖို့လိုတယ်ကျွန်တော် trust inventory ကိုအမှန်ချင်နော် ground ကောက်ဖို့မလိုရင် trust inventory အမှန်မချင်ဘူးပြီးတော့ဒီမှာဒီ product ကိုကျွန်တော်တို့ကဒါဘယ်လို unit of mesh ရရင်လည်းကျွန်တော်ဒါတိုင်းနာချင်တာလဲပေါ့နော် report တွေသိချင်တာလဲစတယ်ဒီလိုပုံစံထွက်လိုက်မယ်အဲ့တော့ဒါကျွန်တော် PCS ကိုအခြေခံလိုက်မယ် category ဒီထားပါတယ် raw ထဲမှာကျွန်တော်ထည့်လိုက်နော် raw ထဲမှာထည့်လိုက်မယ်ပြီးတော့မှဒီကောင်ကသူ့ကိုဝယ်တဲ့အခါရောင်းတဲ့အခါမှာပေါ့နော်ဒါကျွန်တော်တွေကဒါ multi unit တော့မဆိုင်နဲ့နော် backward set လဲကျွန်တော်ကဒါရောင်းလို့ရမယ်စသည်ဖြင့်နော်ဒါပါတော့ cut down နဲ့25ဒါ25ခုပါတဲ့ cut down နဲ့လဲရောင်းလို့ရမယ်ဝယ်လို့ရမယ်ဆိုရင်ဒီ sale ထဲမှာဒီ packaging ဆိုတဲ့နေရာမှာကျွန်တော်တော့နောက်ထပ်သူနဲ့ related တဲ့ unit of mesh တွေကျွန်တော်ထည့်ပေးရမယ်အဲ့ဒါဆိုရင်ကျွန်တော်ဒါ save လိုက်မယ်ပေါ့နော်ဒါဆိုရင်ဒါကျွန်တော်ဒါ product လေးဒါတိဆောက်တဲ့အပိုင်းလေးထွက်လိုက်မယ်ဟုတ်ပြီဒါကျွန်တော်တို့တွေကဒီလိုပုံစံ product လေးတွေတိဆောက်မယ်ထားပါတော့ RAW raw 2ပေါ့နော် raw 2ဒီကောင်းဆိုလဲအဲ့လိုပဲထားပါတော့backward set ကျွန်တော် save လိုက်မယ်နော်ဒီလိုပုံစံထွက်လိုက်ဒါဆိုရင်ကျွန်တော် product တွေတိဆောက်တာပေါ့နော်ထားပါနောက်တစ်ခုက finish code ပေါ့နော် FG ပေါ့ finish codeပြီးတော့ဒါအစင်တွေတဲ့ကျွန်တော် category တစ်ခုတည်းကိုကျွန်တော်ခဏထည့်ထားလိုက်နော်ဒါကတော့ဒါကျွန်တော်ဒါ product တွေကိုဒါမိမိလုပ်ငန်းလို့ရတိဆောက်လို့ရကျွန်တော် service product တွေဆိုလို့ရှိရင်တော့ကျွန်တော် service ဆိုတာရွေးရမှာပေါ့နော် goods ဆိုရင်ဒါ goods ကိုရွေးရမှာပေါ့ကုန်စီဆိုတော့ကျွန်တော် goods ကိုရွေးမှာပေါ့ဒီလိုပုံစံလုပ်လိုက်မယ်ဒါဆိုတော့ဒါကျွန်တော်တို့ဒါ product တွေဒါ create လုပ်တဲ့အပိုင်းလေးเนาะ